အားလုံးပဲမင်္ဂလာပါဒီနေ့နံပါတ်32 33 grammar အနေနဲ့ရွေးချယ်ထားတဲ့ grammar က hodo hododa hodono ဆိုတဲ့ grammar လေးပဲဖြစ်ပါတယ်နံပါတ်32 grammar အဲ့ဒါကဘာလဲဆိုလို့ရှိရင်the low လောက်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာများပါတယ် example ဥပမာလေးနဲ့ရှင်းပြပေးပါမယ်会場には溢れるほどギターを持ってきた若者が集めてきた会場には溢れるほど会場さじゃら全場面にやご溢れるほどシャントにやろギターを持った若者が集めてきたギターがいたでလူငယ်လူရွယ်တွေကစုရုံးပြီးတော့ရှောက်လာကြပါတယ်နံပါတ်1ဥပမာ子供を亡くしたご両親の悲しみが痛いほどわかる子供を亡くしたဆိုကြတော့ကလေးကိုဆုံးရှုံးခဲ့ရတဲ့ဂေါ်ရီယောရှင်の悲しみဒီမိဘတွေရဲ့ဝမ်းနည်းမှုတွေကဆိုလို့ရှိရင်痛いほどわかるနာကျင်ရလောက်အောင်ပေါ့နော်နာကျင်လောက်အောင်နားလည်ပါတယ်နံပါတ်3ဥပမာ私にも言いたいことが山ほどあるငါရှိမှလည်းပြောချင်တဲ့စကားတွေက山ほどတောင်ကြီးလောက်တောင်ရှိပါတယ်ဟုတ်ကဲ့ဒီနေ့နံပါတ်32 grammar အနေနဲ့မျှဝေပေးတဲ့ grammar က hodo hododa hodono ဆိုတဲ့ grammar လေးပါတလောက်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်နံပါတ်33 grammar ဘကာရီနေကကြတော့ဒါလေးအတွက်နဲ့ဆိုရဲပုံစံမျိုးခံပြင်းတဲ့ပုံစံမျိုးနဲ့သုံးတာများတယ်ပေါ့နော်ဘကာရီနေ example ဥပမာလေးနားထောင်ကြည့်အောင်嘘をついたばかりに恋人に嫌われてしまった嘘をついたばかりにဆိုကြတော့လိန်ပြောမိတာလေးအတွက်နဲ့恋人に嫌われてしまったရီစာမုန်းတာခံလိုက်ရတယ်လိန်ပြောမိုံလေးနဲ့ရီစာကမုန်းသွားတယ်ပေါ့အဲ့လိုမျိုးခံပြင်းတဲ့အထိပ္ပယ်မျိုးနဲ့သုံးထားပါတယ်နံပါတ်2ဥပမာお金がないばかりに大学に進学できなかったお金がないばかりにさပတ်စံမရှိရလေအတွက်ကြောင့်နဲ့大学に進学できなかったကျောင်းဆက်တက်လို့မရတော့ဘူးအဲ့လိုမျိုးသုံးထားရပါတော့နံပါတ်3ပုံမှာ日本語が下手なばかりにいいアルバイトが探せません日本語が下手なばかりにဆိုကြတော့ဂျပန်စာကမရတာလေအတွက်နဲ့いいアルバイトが探せませんဆိုကြတော့အလုပ်ကောင်းကောင်းရှာလို့မရပါဘူးနံပါတ်33 grammar အနေနဲ့မျှဝေပေးတဲ့ grammar ကဘာကာရီနေခံပြင်းတဲ့အဓိပ္ပာယ်မျိုးနဲ့ဒါလေးအတွက်နဲ့ဖြစ်เสียလားဆိုတဲ့ပုံစံမျိုးနဲ့သုံးထားပါတယ်အားလုံးပဲနားထောင်ပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် Adu grammar sharing တွေမှာပြန်တွေ့ကြရအောင်